အခုတလောကမ္ဘာသတင်းစာမျက်နှာတွေရဲ့ခေါင်းကြီးပိုင်းမှာပါဝင်နေတဲ့အရာပါလဲဆိုရင်ဒေါ်နယ်ထရန့်ကအခုဗင်နီဇွဲလားပြီးလို့ရှိရင်နောက်ထပ်ဂရင်းလန်းကျွန်းကိုသိမ်းမလားဒါမှမဟုတ်လို့ရှိရင်ကိုလံဘီယာကိုသိမ်းမလားဆိုတဲ့သတင်းတွေထွက်ပေါ်နေတဲ့အရာရှိတယ်။ကျွန်တော်မြင်ရပြောမယ်ဆိုလို့ရှိရင်အနည်းဆက်ဆုံးကတော့ဂရင်းလန်းကျွန်းဖြစ်နိုင်ခြေရှိတယ်။ဘာဖြစ်လို့ဆိုရင်ကိုလံဘီယာကြတော့သူကတိုက်ခိုက်ပြီးတော့မှသိမ်းမရမယ့်အနေအထားမျိုးရှိတယ်။ဒါဆိုရင်ဂရင်းလန်းကျွန်းကိုကြတော့သူတိုက်ခိုက်စရာမလိုဘူးလားဆိုလို့ရှိရင်သူအနေနဲ့အများပဲရှိတယ်ဗျာဒါအများဆုံးပြောမယ်ဆိုရင်တော့80ရာခိုင်နှုန်းကတော့သူကတိုက်ခိုက်စရာမလိုဘူးဘာလို့ဆိုရင်ဒီဂရင်းလန်းကျွန်းကဒိမတ်ပိုင်ဖြစ်တယ်ဆိုပေမဲ့လေဒိမတ်နဲ့ကတော်တော်ကြီးကိုအလှမ်းဝေးတဲ့နေရာဖြစ်တယ်ဒီဂရင်းလန်းကျွန်းတည်ရှိတဲ့နေရာပဲနေရာဆိုရင်အာတိတ်သမုဒ္ဒရာနဲ့အတ္တလန်နိတ်သမုဒ္ဒရာမြောက်ပိုင်းဆိုတော့ဒါထားပါတော့အတ္တလန်နိတ်သမုဒ္ဒရာနဲ့အာတိတ်သမုဒ္ဒရာကြားတဲ့အစွန်းတစ်ဖက်မှာရှိပြီးတော့မှဒီဂရင်းလန်းကျွန်းကဒါမြောက်အမေရိကတိုက်နေဆိုပို့ပြီးတော့မှနီးစက်တယ်ဗျဒါအမေရိကန်ဆိုပို့ပြီးတော့နီးစက်တယ်လို့ပြောလို့ရတယ်ဒါဒိမက်ကတော့ဥရောပတိုက်ထဲမှာပါဝင်ပြီးတော့မှဒါပေမဲ့ဘယ်လိုပဲဖြစ်ဖြစ်ဒိမက်ကနေတိုးဖွဲ့ဝင်နိုင်ငံထဲမှာပါဝင်တာဖြစ်တဲ့အတွက်ဒီဂရင်းလန်းကျွန်းကလည်းဒါဒိမက်နဲ့ပတ်သက်နေတဲ့အတွက်ဒီဂရင်းကျွန်းကလည်းဒါနေတိုးဖွဲ့ဝင်နေတဲ့မှာပါဝင်တယ်လို့ပြောလို့ရတယ်ဒါတစ်ချမ်းပေါ့နော်ဒါပြောလို့မရဘူးဆိုတဲ့အရာတသက်ရှိသေးတယ်အဲ့ဒါဘာလဲဆိုရင်ဒီဂရင်းလန်းကျွန်းကဒိမက်စီကနေပြီးတော့မှလွတ်လပ်ရယူပြီးတော့မှဒါတိကျရက်တည်တဲ့ကျွန်းဖြစ်တယ်ဒီဂရင်းလန်းကျွန်းကတော့ဒါတချို့သိမှာပါဒါကမ္ဘာပေါ်မှာအကြီးမားဆုံးကျွန်းဖြစ်တယ်ဒါပေမဲ့လို့ဒီဂရင်းလန်းကျွန်းကရေခဲမျက်နှာပြင်က80ရာခိုင်နှုန်းလောက်ရှိတယ်ဗျဒီဂရင်းလန်းကျွန်းရဲ့အဖျားလောက်ပိုင်းလောက်မှာပဲလူတွေနေတဲ့နေရာဖြစ်တယ်ဒါပေမဲ့ဒီဂရင်းလန်းကျွန်းကဒါနေတိုးဖွဲ့ဝင်နိုင်ငံထဲကနေပြီးတော့မှခွဲထုတ်လို့ရတယ်ဆိုတဲ့အနေအထားမျိုးကဘယ်လိုပြောလို့ရလဲဆိုရင်သူကဥရောပတိုက်ထဲမှာရှိတာမဟုတ်တာတကြောင်နောက်တစ်ခုကတော့ဒါသူကဒိမတ်နိုင်ငံထဲကနေပြီးတော့မှလွတ်လပ်ရေးရယူထားဒါပေမဲ့လွတ်လပ်ရေးရယူထားတဲ့ဆိုပေမဲ့လေဒါဂရင်းလန်းကျွန်းရဲ့အုပ်ချုပ်မှုပိုင်းဆိုင်ရာတချို့တို့အရာတွေပေါ့နော်ဥပမာပြောမယ်ဆိုရင်ငွေကြေးပိုင်းဆိုင်ရာတွေပြီးနိုင်ငံခြားဆက်ဆံရေးပိုင်းဆိုင်ရာတွေပေါ့နော်ဒီနေရာဒီလိုမျိုးအနေအထားမျိုးမှာဒိမတ်ကနေပြီးတော့မှချုပ်ကင်ထားရှိတယ်ဒါပေမဲ့သူကတော့ဒါကိုပိုင်အုပ်ချုပ်ခွင့်ရနေရာဒေသဖြစ်တယ်ဒါပေမဲ့အမေရိကန်ကလိုချင်တဲ့အရာဘာလဲဆိုရင်ဒီဂရင်းလန်းကျွန်းကဒိမတ်နဲ့အရန်အလန့်ဝေးကွာပြီးတော့မှအကယ်၍များတရုတ်တို့ရုရှားတို့ကနေပြီးတော့မှတည်ယူနိုင်မဲ့အနေအထားမျိုးဆိုတဲ့အရာမျိုးကဘယ်လိုလဲဆိုရင်အကယ်တက်တဲ့ကမ္ဘာစစ်များဖြစ်ခဲ့လို့ရှိရင်ရုရှားနဲ့တရုတ်ကနေပြီးတော့မှဥစွာအဲ့ဒီနေရာကိုသိမ့်ပိုက်ပြီးတော့မှဒါရုရှားနဲ့တရုတ်ရဲ့စစ်သည်မောတွေဒါဖြတ်တန်းသွားလိုက်နေရနီးတာကိုဆိုတော့ရုရှားနဲ့တရုတ်ကအမေရိကန်ကိုအန်ရပေးနိုင်တဲ့အနေအထားမျိုးရှိတယ်အဲ့ဂရင်းလန်းကျွန်းကိုယူခဲ့မယ်ဆိုရင်အမေရိကန်နဲ့ကနေဒါကိုပေါ့နော်အန်ရပေးနိုင်တဲ့အနေအထားမျိုးရှိတယ်ဆိုတဲ့အတွက်အမေရိကန်လက်ဦးမှုရယူထားဖို့ဖြစ်တယ်ဒီအတွက်လည်းသူကဒိမတ်ဝန်ကြီးချုပ်ကိုညှိနှိုင်းတယ်ဒါပေမဲ့ဒိမတ်ဝန်ကြီးချုပ်ကတော့လက်မခံဘူးဆိုပြီးတော့မှယနေ့ချိန်ကြီးပြောဆိုတာရှိတယ်ဒါကဒိမတ်ရဲ့ဒစိဒေတာအပိုင်းဒေတာဖြစ်တယ်ဆိုပြီးတော့ပြောဆိုတာဖြစ်တယ်ဘာလို့ဆိုရင်ဒိမတ်ကဒါဒိမတ်ကတော့ပြည်နယ်သုံးခုခွဲထားတာကိုဒါဒိမတ်ပီမရဲ့ပြီးလို့ရှိရင်ဒါဖာရိုကျွန်းစုရဲ့ပြီးဂရင်းလန်းကျွန်းရဲ့ဆိုပြီးတော့မှဒိမတ်ကသူ့ရဲ့အုပ်ချုပ်မှုထဲမှာထည့်ထားတဲ့အရာဖြစ်တယ်အဆိုတော့အတွက်ဒီဂရင်းလန်းကျွန်းကိုပေးလိုက်မယ်ဆိုလို့ရှိရင်ဖက်တဲ့အနေအထားမျိုးဖြစ်တယ်ဆိုပြီးတော့ပြောဆိုတာရှိတယ်ဒါပေမဲ့ဒေါ်နယ်ထရန့်ကလည်းဒါဒေါ်နယ်ထရန့်လိုချင်တဲ့အရာတော့ဒါအနာဂတ်အမျှော်မြင်တဲ့သူကလိုချင်တဲ့အရာဖြစ်တယ်ဒါပေမဲ့ချမ်းကကြည့်မယ်ဆိုရင်ဒီဂရင်းလန်းကျွန်းမှာကတော့တတ်ထူးနဲ့ကျန်တဲ့ရေနံတဘာဝတထုတဘာဝတွတ်တဲ့ပစ္စည်းတွေအများကြီးတွတ်တယ်ဗျဆိုတော့ဒီယာတွတ်လဲဒေါ်နယ်ထရန့်ကမျက်စိကြလဲပါတယ်ဆိုပြီးတော့မှပြောဆိုတာရှိတယ်ဒါပေမဲ့ဒေါ်နယ်ထရန့်ကသူဆက်ဆောင်ဆုံးပရက်စီဒန့်ဖြစ်တဲ့အချိန်သမ္မတဖြစ်တဲ့အချိန်တော့သူပြောဆိုတဲ့အရာကဒီတဘာဝတထုတွေနဲ့ဘာမှမဆိုင်ပါဘူးတဲ့သူလိုချင်တဲ့အရာကတော့ဒါတရုတ်နဲ့ရုရှားနဲ့ကလက်ဦးမှုရောက်သွားမှစိုးရိမ်တဲ့အတွက်သူကဒါကိုဒိမတ်စီကနေပြီးတော့မှသူကအနုနည်းနဲ့အရင်ဆုံးယူဖို့တဲ့သူစူးစမ်းတဲ့အရာပေါ့နော်အနုနဲ့ယူဖို့စူးစမ်းတယ်ဒါပေမဲ့တိုက်ခိုက်ဖို့အနေထားမျိုးဆိုမဲ့တိုက်ခိုက်ဖို့အနေထားအရာဆိုရင်စဉ်းစားကြည့်မယ်ဆိုရင်ကျွန်တော်အမြင်ကပြောမယ်ဆိုရင်ဒါတိုက်ခိုက်စရာမလိုဘူးလို့မြင်တယ်။ဘာဖြစ်လို့ဆိုဒီဂရင်းလန်းကျွန်းကလူရေ9000ခန့်ပဲရှိတယ်ဗျ။ဆိုတော့လူရေ9000ခန့်ကကျွန်တော်မြန်မာနိုင်ငံရဲ့တချို့မြို့တွေလောက်ပဲရှိတယ်ဗျ။ဆိုတော့ဒီကျွန်းကြီးကဘယ်လောက်ပဲကြီးနေပလေစေလူနေလို့ရတဲ့နေရာကအလဲပိုင်းတစ်ခွင်လုံးကလူနေလို့သိမရဘူးဗျာဆိုတော့အဖျားတွေမှာလူနေတယ်အဲ့ညမှာလူကြီး9000ကျော်ဝင်းကျင်ပဲရှိတယ်ဗျပြီးဒိမက်ကအမေရိကန်လာတိုက်မယ်ဆိုကာကွယ်ရအောင်လဲဒိမက်နဲ့ကအရန်ကိုအလံဝေးတဲ့အနေအထားမျိုးဖြစ်တယ်ဆိုတော့အကယ်အမေရိကန်အဲ့ဒီဟာကိုသိယူမယ်ဆိုရင်
ကျွန်တော်အမြင်ပြောမှဆိုရင်နေတိုးအဖွဲ့ဝင်နိုင်ငံတွေကလည်းအမေရိကန်ကိုမလွန်ဆန်နိုင်တဲ့အတွက်ပြီးလို့ရှိရင်ဒီຢာကလည်းဒါဒိမက်စီကနေပြီးတော့လွတ်လပ်ရေးရယူထားတဲ့အရာလည်းဖြစ်တဲ့ဆိုတဲ့အတွက်နေတိုးအဖွဲ့ဝင်နိုင်ငံတွေကလည်းဝင်ရောက်ဆွတ်ဖက်ဖို့ရန်အတွက်အလံဝေးกว่าတယ်ဆိုတော့ဒေါ်နယ်ထရန့်ရဲ့အကြံဉာဏ်ကိုတခြားနိုင်ငံတွေကလက်မခံဘူးဆိုရင်တောင်မှဒေါ်နယ်ထရန့်လွတ်ယူသွားမယ်ဆိုလို့ရှိရင်ကောင်းမညိတ်ဘူးဆိုရင်တောင်မှငြိမ်ခံနေရမယ့်သဘောတရားတက်ရောက်တယ်ဆိုတော့အဲ့တော့အမေရိကန်ကနောက်ထပ်ဗင်နီဇွဲလားပြီးရင်ကိုလံဘီယာလားဂရင်းလန်းကျွန်းလားဆိုလို့ရှိရင်ကျွန်တော်အမြင်ပြောမယ်ဆိုရင်ဂရင်းလန်းကျွန်းကဖြစ်နိုင်ချေကြကြလို့များတယ်ဒါကဒေါ်နယ်ထရန့်တို့အမေရိကန်ကဒါကုန်ကြစိတ်မများဘဲနဲ့သိမ်းယူရမယ့်အနေအထားမျိုးဖြစ်တယ်ဆိုတော့ဒါတော့အမေရိကန်နဲ့ဒါဥရောပကလည်းဥရောပဒါဥမာခုဒါဖြစ်မဲ့အရာဒိမက်ကိုဆိုတော့ဒိမက်ကလည်းဒါသူတို့နိုင်ငံကလည်းအရင်ကရောက်ကစားမဟုတ်ဘဲနဲ့ဒါမှအမေရိနိုင်ငံတွေဖြစ်တဲ့ဆိုတဲ့အတွက်အနုနီးနဲ့မရရင်တော့မှဒေါ်နယ်ထရန့်ကအကြက်ကင်ပြီးတော့မှယူသွားမယ့်အနေအထားမျိုးရှိတယ်လို့ကျွန်တော်ပြောပေးချင်ပါတယ်ဒါတော့ကျွန်တော်သုံးသက်ချက်ပဲဖြစ်တယ်ဆိုတော့ဒီဂရင်းလန်းကျွန်းကဒိမတ်နဲ့အရန်ကိုအလံဝေးกว่าတယ်ဆိုတဲ့အတွက်ဒေါ်နယ်ထရန့်သိမ်းပိုက်ဖို့အတွက်အရန်များတယ်လို့ကျွန်တော်မြင်မိပါတယ်ရှင်းဆက်ပြီးတော့သတင်းထူးများရှိကျွန်တော်တက်ဆက်ပေးပါမယ်ကျွန်တော် page လေးကိုလည်း like follow လုပ်ထားအောင်မမေ့ပါနဲ့လို့ကျွန်တော်ပြောပေးချင်ပါတယ်ဗျာ